အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ပြမဲ့သင်ခန်းစာကတော့ကျွန်တော်တို့အားလုံးပဲကျွန်တော်တို့တွေဒီဓာတ်ပုံပြင်တဲ့လောကမှာမတော့မဖြစ်တောင်းရတဲ့ကျွန်တော်တို့ Photoshop သင်ခန်းစာပဲဖြစ်ပါတယ်အဲ့တော့ Photoshop သင်ခန်းစာကိုသင်တဲ့အခါမှာကျွန်တော်တို့တွေကစိတ်ရှည်မှုလေးတွေထားဖို့လည်းလိုအပ်ပါတယ်နောက်ပြီးတော့ကျွန်တော်တို့ရဲ့အမြင်တွေအာရုံတွေလည်းစူးစိုက်ဖို့လည်းလိုအပ်ပါတယ်အဲ့တော့ဒီ Photoshop လေ့လာတဲ့အခါမှာကျွန်တော်တို့တွေကဒီအခြေခံပိုင်းကိုစပြီးလေ့လာမှသာလျှင်နောက်ထပ်အဆင့်တွေမှာကျွန်တော်တို့တွေ online ပေါ်မှာပဲဖြစ်ဖြစ်တခြားနေရာမှာပဲဖြစ်ဖြစ်လေ့လာတဲ့အခါမျိုးကြရင်လွယ်ကူမှာကိုတွေ့မြင်မှာဖြစ်ပါတယ်အဲ့တော့ဒီသင်ခန်းစာကိုကျွန်တော်တို့ကအခြေခံနေစပြီးတော့ကျွန်တော်တို့လေ့လာကြရအောင်အဲ့တော့ခုနောက်ပိုင်းမှာဆိုရင်အရင်တော့ဆိုကျွန်တော် Photoshop ဆိုလို့ရှိရင်ကျွန်တော် Photoshop version နံပါတ်9เนาะPhotoshop CF3 နောက်ပြီးတော့ CF3 ကနေကျွန်တော် CF4 CF5 ကျွန်တော် CC တောင်မှကျွန်တော်2015 2014 2015 2019ဆိုပြီးတော့ကျွန်တော်ထွက်လာတယ်အဲ့တော့အခုဆို2018ထိထွက်လာပြီအဲ့တော့ကျွန်တော်တို့တွေဒီ Photoshop သုံးတဲ့အခါမှာကျွန်တော်တို့တွေကွန်ပျူတာနဲ့ live ဖတ်တဲ့ကိုနဲ့ live ဖတ်တဲ့ကိုကွန်ပျူတာ9နဲ့ version ကိုကျွန်တော်ထည့်ပြီးတော့အသုံးပြုရင်ပို့ပြီးတော့အဆင်ပြေပါလိမ့်မယ်အဲ့တော့ Photoshop တွေမှာ version မြင့်သွားတဲ့အခါမှာဘာတွေကွဲပြားသွားလဲဆိုတော့တိတ်တော့လည်းမကွဲပြားပါဘူးเนาะကျွန်တော်တို့တွေနေရာစနစ်လေးတွေပြောင်းလဲသွားတာမျိုးကျွန်တော်တို့တွေရဲ့ဒီပုံစံလေးတွေပြောင်းလဲသွားတာလေးတွေပဲနည်းနည်းပဲကွာခြားသွားတာရှိပါတယ်နောက်ပြီးတော့နည်းနည်းလေးပိုလာတဲ့ပုံစံလေးတွေပေါ့เนาะဒီအစောအထဲထဲမှာပါတဲ့ပုံစံလေးတွေကွဲလွဲသွားတာလေးပဲရှိပါတယ်ကျန်တာတော့တောင်းတာတွေကကျွန်တော်တို့တွေက80ရာခိုင်နှုန်းလောက်ကတူနေတာကိုကျွန်တော်တို့တွေတွေ့ရမှာဖြစ်ပါတယ်ဟုတ်ပြီဟုတ်ကဲ့ကျွန်တော်တို့အဲ့တော့ကျွန်တော်တို့တွေကွဲပြားခြားနားတဲ့အချိန်မှာကျွန်တော်တို့ကွန်ပျူတာ live ဖတ်တဲ့ဥစ္စာတွေထည့်ရတာပေါ့နော်အဲ့တော့ထည့်တဲ့နေရာမှာကျွန်တော်တို့ရဲ့ဒီကို live ကိုကွန်ပျူတာနဲ့ဥစ္စာကအဲ့တော့ဒီမှာကျွန်တော်ပြောချင်တဲ့အချက်တစ်ခုရှိတာကကျွန်တော်တို့ကွန်ပျူတာနဲ့ဆိုင်တယ်လို့ကျွန်တော်တို့ရဲ့ software တွေနဲ့လည်းဆိုင်ပါတယ် software တွေမှာကျွန်တော်တို့ဒီ2019ပေါ့နော်Photoshop 2000cc ဆိုတာ2014ရှိတယ်2015ရှိတယ်2014 2015မှာကျွန်တော်တို့ version လေးတွေကျွန်တော်တို့ရှိသေးတယ်ဗျအဲ့တော့ version လေးတွေရှိတဲ့မှာကျွန်တော်တို့2015မှာတော့မှဒီမြင့် version သုံးလို့ရှိရင်ဟိုဒီကျွန်တော်တို့ Photoshop ဖွင့်တဲ့အခါမျိုးမှာလေးလံတာမျိုးတွေရှိပါတယ်အဲ့တော့ကျွန်တော်တို့သုံးတဲ့ပုံစံမှာလည်း software ပေါ်မူတည်ပြီးတော့ကျွန်တော်တို့ကြံ့တာလည်းရှိပါတယ်ကွန်ပျူတာတစ်ခုတည်းကိုပဲအပြစ်တင်လို့မရပါဘူးအဲ့တော့ကျွန်တော်တို့ကအကောင်းဆုံးကတော့ကျွန်တော်တို့ရဲ့ကွန်ပျူတာနဲ့ software မြန်တာနဲ့ကိုကျွန်တော်တို့တွေကကိုယ့်ဟာနဲ့ကိုယ်သုံးကြည့်ပြီးတော့တင့်တော်မဲ့ဥစ္စာကိုကျွန်တော်ထည့်ထားတင်ပါတယ်အဲ့တော့ခုဥစ္စာတော့ကျွန်တော်ကတော့အရင်တော့ကျွန်တော်ပြတာဆိုလို့ရှိရင်ကျွန်တော် CS နဲ့ပြတယ်ပေါ့နော် CS ကနေပြီးတော့ကျွန်တော် CC 2014 2015အခုဆို2019ဒီ2019ကတော့ကျွန်တော်ကွန်ပျူတာမှာနိုင်တဲ့အတွက်နိုင်နေနည်းနည်းလေးပေါ့တယ်ဆိုတဲ့အတွက်ကျွန်တော်တွဲသုံးလိုက်တာပါအဲ့တော့ထားလိုက်ပါတော့ကျွန်တော်တို့ Photoshop ဆောက်ဖွင့်ပြီဆိုတာနဲ့ကျွန်တော်တို့အရင်ဆုံးမြင်ရမှာက sorry ခဏလေးနော်โอเคကျွန်တော်တို့ Photoshop ကိုဆောက်ဖွင့်ပြီဒါကတော့2019ရဲ့ Photoshop CC 2019ရဲ့မြင်ကွင်းပေါ့2019မှာမှမြင်ကွင်းချင်းမတူပါဘူးเนาะဒီဥစ္စာတော့ပထမဆုံးထွက်တဲ့ version ပေါ့2019 version ပထမဆုံးထွက်တဲ့ version ပါခုနောက်ထွက်တဲ့ version တွေမှာလည်းအမြင်မတူတဲ့ပုံစံလေးတွေလည်းကွာခြားမှုရှိပါတယ်အဲ့တော့မိတ်ဆွေတို့ရှိမှရှိနေတဲ့2019ပဲဖြစ်ဖြစ် CC ပဲဟို CC ရိုးပဲဖြစ်ဖြစ်ကျွန်တော်တို့ CS ပဲဖြစ်ဖြစ်ပေါ့เนาะကျွန်တော်အမြင်ကွင်းတွေမတူကြပါဒါပေမဲ့မြင်ကွင်းမတူပေမဲ့ကျွန်တော်ခုနပြောသလိုမျိုး 80% လောက်တော့တူကြတယ်โอเคစာတန်းတွေစာပုံစံတွေရလည်းအကုန်လုံးတူကြတယ်အဲ့တော့ကျွန်တော်စောက်ဖွင့်တဲ့အခါမှာတော့ဒီလိုမျိုးဒီမြင်ကွင်းပေါ့ဒီမြင်ကွင်းကိုကျွန်တော်တို့အရင်ဆုံးကျွန်တော်တို့ရှင်းကြည့်ရအောင်ပေါ့နော်ကျွန်တော်အခုရှင်းပြသင်ခန်းစာတွေမှာတော့ကျွန်တော်အလွယ်ဆုံးနဲ့ကျွန်တော်တို့နားလေရအနည်းဆက်ဆုံးနားလေအောင်လို့ကျွန်တော်ရှင်းပြပေးပါမယ်အဲ့တော့ဘာကြောင့်လဲဆိုလို့ချင်းကျွန်တော်တို့ရဲ့ဒီမှာဗီဒီယိုဖိုင်တွေကြည့်တဲ့လူတွေမှာကျွန်တော်တို့တွေကအင်္ဂလိပ်စာမတတ်တဲ့လူလည်းရှိမယ်ကျွန်တော်လည်းအင်္ဂလိပ်စာအကောင်းမတတ်ပါဘူးနော်အဲ့တော့အင်္ဂလိပ်စာမတတ်တဲ့လူလည်းရှိမယ်နောက်ပြီးတော့ဟိုဘူးမစားလေလာပြီးဘယ်လိုကနေစားလို့ရမလူတွေလည်းရှိနေရှိမယ်အဲ့တော့ကျွန်တော်နားလေတာတော့ကျွန်တော်လေးလာထားတဲ့လောက်ကိုကျွန်တော်အတတ်နိုင်ဆုံးနဲ့အကောင်းဆုံးကျွန်တော်အလွယ်ကူဆုံးရှင်းပြပေးပါမယ်เนาะ
အဲ့တော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ပထမဆုံးအနေနဲ့ကျွန်တော်သိထားမှာပိုလီရှောမှာဖွင့်လိုက်ပြီဆိုလို့ရှိရင်ဒီလိုမျိုးမြင်ကွင်းပုံစံမျိုးမြင်ရတဲ့ပုံစံမျိုးကိုကျွန်တော်ဒီမြင်ကွင်းတွေကိုကျွန်တော်ဘယ်လိုမျိုးပြောင်းလဲမလဲဘယ်လိုမျိုးပုံစံတွေခေါ်ကြလဲဆိုတော့ကျွန်တော်ကြည့်အောင်အဲ့တော့အရင်ဆုံးကျွန်တော်တို့တွေဒီအပေါ်ဆုံးမှာဆိုလို့ရှိရင်ကျွန်တော်တို့ဘာရှိပါလဲဟာရအဘာကိုကျွန်တော်တို့ပိုလီရှောမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ application bar ဆိုပြီးတော့ကျွန်တော်ခေါ်ပါတယ်เนาะဒီ application bar မှာဆိုလို့ရှိရင်ပထမဆုံးမှာဆို PDF ပေါ့ Photoshop ပေါ့အတူပေါ့ဒါဆိုလို့ရှိရင်မြန်မာလိုပြန်မှဆိုကျွန်တော်တို့ရဲ့ဓာတ်ပုံဆိုင်ပုံစံမျိုးပေါ့ဓာတ်ပုံပြင်တဲ့ဓာတ်ပုံတွေကို edit လုပ်ပေးတဲ့ပုံစံမျိုးခေါ်တာပေါ့ဓာတ်ပုံတွေကို edit လုပ်မယ်ဓာတ်ပုံတွေကိုဘယ်လိုမျိုးလုပ်မလဲဓာတ်ပုံ action တွေလုပ်မလားနောက်ပြီးတော့ဓာတ်ပုံတွေကိုဘယ်လိုမျိုးပုံစံမျိုးနဲ့လုပ်ကြမလဲဆိုတဲ့ပုံစံလေးကိုကျွန်တော်နောက်မှတခြားရှင်းပြမှာခုလောလောဆယ်မြင်ကွင်းတွေကျွန်တော်ကြည့်အောင်အဲ့တော့မြင်ကွင်းမှာအပေါ်ဆုံးဘာကိုကျွန်တော်တို့ application bar ဆိုပြီးတော့ကျွန်တော်ခေါ်တယ် application bar မှာဆိုကျွန်တော်ဗာရှိမလဲဆိုရင် file edit image layer type select filter view เนาะ window hub ဆိုတော့ရှိပါတယ်တချို့မြင်ကွင်းတွေမှာတော့ဒီဘက်မှာကျွန်တော်မြင်ကွင်းပုံစံလေးတွေမတူတာမျိုးလေးတွေရှိပါတယ်เนาะထားလိုက်ပါတော့ဒီမှာဆိုလို့ရှိရင်တော့သူတို့နဲ့ပတ်သက်တဲ့ဥစ္စာတွေselect နဲ့ဆိုလို့ရှိရင် select နဲ့ပတ်သက်တဲ့ဥစ္စာအခုလောလောဆယ်ဘာမှလုပ်လို့ရအောင်မဟုတ်ဘူးဘာကြောင့်လဲဆိုတော့သူတို့နဲ့ပတ်သက်တဲ့ပုံစံတွေမထည့်ရသေးဘူး okay ဒီဘက်မှာဆိုလို့ရှိရင်ကျွန်တော်တို့ minimize လို့ maximize လို့ကျွန်တော်တို့ပိတ်တာဖွင့်တာကျွန်တော်တို့ခဏချမယ်ဆိုလို့ရှိရင်တော့အောက်မှာကျွန်တော်တို့ minimize ကိုပိတ်လိုက်လို့ရှိရင်ကျွန်တော်ခဏချတာပြန်ဖွင့်မယ်ဆိုလို့ရှိရင်တော့ကျွန်တော် channel လိုက်ပြန်ဖွင့်မယ်လုံးလုံးပိတ်မယ်ဆိုရင်တော့ကျွန်တော်တို့အမြောက်ပုံစံလေးနဲ့ဥစ္စာကို close ဆိုတဲ့ဥစ္စာကိုပိတ်လိုက်လို့ရပါတယ်เนาะဒါကတော့ဘာမှမခက်ပါဘူးဒါကတော့ software တိုင်းမှာရှိပါတယ်เนาะအဲ့တော့ဒီကျွန်တော် application bar ရဲ့အောက်ကဘာကိုကြတော့ကျွန်တော်တို့ option bar လို့ခေါ်ပါတယ်အရင်မှာဆိုတော့ကျွန်တော်တို့အခုလောလောဆယ်ကျွန်တော်တို့က mood 2ကိုနှိပ်ထားတဲ့အတွက် mood 2ကိုနှိပ်ထားတဲ့အတွက်ကျွန်တော်တို့ mood 2နဲ့ပတ်သက်တဲ့ option တွေကိုကျွန်တော်တို့မြင်ရမှာဖြစ်ပါတယ်ကျွန်တော်တို့ market 2ကိုကျွန်တော်နှိပ်ထားတဲ့အတွက် market 2နဲ့ပတ်သက်တဲ့ option တွေကိုကျွန်တော်တို့မြင်ရမှာဖြစ်ပါတယ်ဒီ option bar မှာရှိနေတဲ့အရာတွေကလည်းကျွန်တော်တို့ထိုးတစ်ခုချင်းစီကိုနှိပ်လိုက်တဲ့ပုံစံမျိုးမှာကွာခြားသွားမှာဖြစ်ပါတယ်ဒီ option bar ကိုလည်းကျွန်တော်တို့ Photoshop မှာ view site ဖို့လိုအပ်ပါတယ်အဲ့တော့ဒီဘာတဲ့အောက်မှာရှိနေတဲ့ဥစ္စာကိုတော့ကျွန်တော်ထူးပေါက်ပေါ့ထူးပေါက်မှာဆိုလို့ရှိရင်တော့ကျွန်တော်ထူးပေါက်မှာတကူဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဒီမြင်ကွင်းရအရန်ရှိနေတဲ့အတွက်ကျွန်တော်တို့ဒီဘေးမှာရှိနေတဲ့မြားလေးကိုနှိပ်လိုက်လို့ရှိရင်ကျွန်တော်တို့အတွဲရက်လေးတွေကျွန်တော်တို့ပြထားတာကိုတွေ့ရမှာဖြစ်ပါတယ်နောက်ပထမ CS တွေမှာဆိုလို့ရှိရင်ထူးပေါက်မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီမြင်ကွင်းရတစ်မျိုးပါနောက်မြင်ကွင်းတစ်မျိုးဆိုတာကဒီ2019မှာဆိုလို့ရှိရင်မြင်ကွင်းရနောက်ထပ်တစ်ခုတိုးသွားတာကိုကျွန်တော်တွေ့ရတာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်ကျွန်တော်တို့တချို့နေရာတွေမှာကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့အစုလိုက်အပြုံလိုက်ကျွန်တော်တို့ဘယ်လိုဆိုအများကြီးတွဲပြထားတာကိုလည်းကျွန်တော်တို့ထပ်တိုးလာတာကိုတွေ့ရပါတယ်။အဲ့တော့ဒီမြင်ကွင်းတွေကိုကျွန်တော်တို့တွေကအရင်ဆုံးတည်ထားဖို့ကဒီဘက်ကထူပေါက်အဲ့တော့ဒီဘက်မှာဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ panel တွေရှိပါတယ်အဲ့တော့ဒီ panel တွေကကျွန်တော်တို့ဘယ်နေရာနေဆင်မြင်ရလဲဆိုလို့ရှိရင်ကျွန်တော် window ဆိုတဲ့ထဲကနေကျွန်တော်တို့ဆင်နေပေးရဆင်ပေးရပါတယ်ဒီထဲကနေပြီးတော့ကျွန်တော်တို့ panel တစ်ခုခုပြောက်သွားပြီဆိုလို့ရှိရင်ကျွန်တော်တစ်ခုခုပြောက်သွားပြီဘာမှမရှိတော့ဘူးဆိုပုံစံမျိုးတွေကျွန်တော်မှားယွင်းပြီးနှိပ်လိုက်မိတယ်ဆိုပါစို့ဒါဆို window ထဲမှာကျွန်တော်တို့တူနဲ့ပတ်သက်တဲ့ကိုလုတ်ချင်တဲ့ panel တွေကိုကျွန်တော်ပြန်ပြီးတော့ဆင်လို့ရပါအခုဆိုရင် action panel ဆိုလို့ရှိရင် action panel ကျွန်တော်တို့ပြန်ယူလို့ရတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ brush panel ဆို brush panel blend နဲ့ပတ်သက်တဲ့ဥစ္စာကိုကျွန်တော်လုပ်လို့ရတယ်ဟုတ်တယ်အဲ့တော့တကယ်လို့မူလအတိုင်းကျွန်တော်ပြန်လုပ်ချင်တယ်ဆိုရင်တော့ window ထဲကနေပြီးတော့ကျွန်တော်သွားပြီးတော့ကျွန်တော် wizard ပြန်လုပ်ပေးလို့ရပါတယ် wizard photographic ဆိုတဲ့ဥစ္စာနှိပ်ပြလိုက်လို့ရှိရင်သူ့ပထမမူလတိုင်းကိုကျွန်တော်တို့ပြန်ထားလို့ရပါတယ်app panel ရဲ့အပေါ်မှာကျွန်တော်တို့ရဲ့မြင်ကွင်းပေါ့ wallpaper ဒီ wall တစ်ခုလုံးရဲ့မြင်ကွင်းပေါ့ဒီဥစ္စာကိုကျွန်တော်တို့ရဲ့ဒီ panel ရဲ့မြင်ကွင်းကိုကျွန်တော်ပြောင်းလဲတာဘူးဆိုလို့ရှိရင်ကျွန်တော် photographic panel ဟိုမြင်ကွင်းပုံစံမျိုးကျွန်တော်ရတယ်ဝါပုံစံမျိုးကျွန်တော်ထားတာအတွက်ဒီပုံစံမျိုးကိုကျွန်တော်မြင်ရမှာပါတခြားဥစ္စာနဲ့ကျွန်တော်တို့ထားမယ်ဆိုလို့ရှိရင် painting ပုံစံမျိုးနဲ့ထားမှာဆို painting နဲ့ပတ်သက်တဲ့ဥစ္စာအယောင်လေးတွေနဲ့ကျွန်တော်ထားမှာပါဘာကြောင့် painting မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီ plus 2နဲ့ကျွန်တော်တို့အယောင်တွေနဲ့ကျွန်တော်တုံးရတာများတာဟုတ်အဲ့ဒါကြောင့်သူက painting နဲ့ပတ်သက်တဲ့ဥစ္စာကိုပေးမြင်တယ်ဟုတ်တယ်ပထမဥစ္စာတော့ကျွန်တော်တို့အပေါ်ဆုံးကဥစ္စာဆိုလို့ရှိရင်တော့ကျွန်တော်တို့မြင်ကွင်းပုံစံမျိုးကိုကျွန်တော်တို့မြင်ရမှာဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့layer ပေါင်းမှာဆိုလို့ရှိရင် layer ပေါင်းနဲ့ပတ်သက်တဲ့အဓိကတော့ကျွန်တော် Photoshop မှာဆိုလို့ရှိရင် layer ပေါင်းကကျွန်တော်တို့အဓိကထားပြီးတော့တချို့အားတွေမှာပို့ပြီးတော့ view site ရတာမျိုးရှိပါတယ်အဓိကတော့ Photoshop မှာကျွန်တော်တို့ထ
ထိုးတွေရဲ့အကြောင်းနားလဲတဲ့အပြင်ကျွန်တော်လေယာကိုလည်းကျွန်တော် view site ဖို့လိုအပ်တယ်လို့ကျွန်တော်တွေရဲ့ဒီထူးဝါကိုထူးတစ်ခုချင်းစီကိုတောင်းလိုက်တဲ့အခါမျိုးမှာကျွန်တော်တွေ option တွေကိုလည်းကျွန်တော်တွေသိထားဖို့အရေးကြီးပါတယ်ဒါတွေကိုကျွန်တော်တွေဒီနောက်ထပ်တစ်ခါနားမှာကျွန်တော်တို့ရှင်းပြပေးမယ်ဘိုးသာဒီမြင်ကွင်းတွေကိုကျွန်တော်တို့ရပြောပြပေးတာဒီမြင်ကွင်းမှာဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့မြင်ကွင်းမှာဆိုလို့ရှိရင်ဒီမြင်ကွင်းတွေကိုကျွန်တော်တို့အကုန်လုံးအယောင်တွေပြောင်းလဲခြင်းတယ်ဆိုလဲရတယ်ကျွန်တော်တို့ပုံစံလေးတွေလုပ်ခြင်းတယ်ဆိုလဲရတယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်ကျွန်တော် background color တွေကျွန်တော်တို့ဒီမြင်ကွင်းရဲ့ background color တွေပြောင်းခြင်းတယ်ဆိုလို့ရှိရင်လည်းရတယ်အဲ့တော့အခုချိန်မှာတော့ကျွန်တော်တို့ပြောင်းလို့မရသေးဘူးအဲ့တော့ဒီမှာကျွန်တော်တို့ shortcut key တွေနဲ့ကျွန်တော်တို့ဒီမြင်ကွင်းတွေကိုကြည့်တဲ့အခါမျိုးမှာဆိုလို့ရှိရင် keyboard ပေါ်ကကျွန်တော် F ကိုတုံးပါတယ်တကယ်လို့ keyboard ပေါ်က F ကိုမတုံးချင်လို့ရှိရင်အောက်မှာကျွန်တော်တို့ရှိပါတယ်ကျွန်တော်တို့ချက်နှိပ်ကြည့်လိုက်ပါနော် screen မြင်ကွင်းပေါ့ဒီ screen မြင်ကွင်းကိုကျွန်တော်တို့အကြီးအချုံချက်ကျင်တယ်ဆိုရင်ဒီ screen မြင်ကွင်းကိုကျွန်တော်တို့နှိပ်လို့ရပါတယ်အဲ့တော့ဘယ်လိုမျိုးမြင်ကျင်တာလဲအဲ့တော့ keyboard ပေါ်ကနှိပ်မှဆိုရင် F ကိုနှိပ်လို့ရပါတယ်အဲ့တော့တစ်ခါတရံကြရင်ကျွန်တော်တို့ရဲ့မြင်ကွင်းတွေကတခြားမြင်ကွင်းပြောင်းသွားတဲ့အခါမျိုးကြလို့ရှိရင်ကျွန်တော်တို့အခြေခံသဘောတရားနားမလည်တဲ့လူတွေဆိုလို့ရှိရင်ဟိုဥစားပေါ့မျက်လုံးကြောင်သွားတတ်ပါတယ်ဥပမာတစ်ခုကျွန်တော်အပုံတစ်ခုကိုကျွန်တော်ယူထည့်လိုက်တယ်ဆိုပါစို့အပုံတစ်ခုကိုကျွန်တော်ယူထည့်လိုက်တယ်ယူထည့်တဲ့အခါမှာကျွန်တော်ကမြင်ကွင်းကိုကျွန်တော်ကဒီဓာတ်ပုံကိုမြင်ကွင်းအကျဉ်းနဲ့ကြည့်ကျင်တယ်ဆိုလို့ရှိရင်ကျွန်တော်တစ်ချက်နှိပ်လိုက်ပါနောက်ထပ်မြင်ကွင်းပုံစံမျိုးနဲ့နှိပ်မယ်ဆိုတစ်ချက်နှိပ်လိုက်ပါတယ်ဒါ view ဟိုစားပေါ့ screen ပေါ့ဒါဆိုမြင်ကွင်းဥစားဒီလိုမျိုးမြင်ကွင်းမြင်အပြည့်မြင်သွားတဲ့ခါကျမိမိတို့ဒီ shortcut တီးကိုမသိခဲ့တဲ့အခါမျိုးကြလို့ရှိရင်မိမိတို့မျက်လုံးကြောင်သွားမယ်ဘာလို့ဘာခိုင်းရမှမသိဖြစ်သွားမယ်ဒါဆိုရင်ကျွန်တော်ဘာလုပ်မလဲ keyboard က F ဆိုတဲ့ဥစ္စာကိုနှိပ်ပေးရမှာဖြစ်ပါတယ် F ဆိုတဲ့ဥစ္စာကိုနှိပ်ပေးရမှာဖြစ်တယ် F ဆိုတဲ့ဥစ္စာကိုတစ်ခါနှိပ်ရင်တစ်မျိုးပြောင်းတယ်တစ်ခါနှိပ်ရင်တစ်မျိုးပြောင်းတယ်နောက်တစ်ခါနှိပ်ရင်မူလတိုင်းပြန်ဖြစ်တယ်ဒါလေးတွေသိဖို့အရေးကြီးတယ်ဘာကြောင့်လဲဆိုတော့ဒါလေးတွေကအခြေခံပဲဒါဒီဘာဖြစ်လို့တစ်ခါတည်းညကျွန်တော်တို့ရဲ့ keyboard တွေကမသုံးတတ်တဲ့လူဆိုလို့ချင်းမှားနှိပ်မိတာမျိုးတွေဖြစ်တတ်တယ်လေနောက်တစ်ခုကကျတော့ကျွန်တော်တို့တွေကမနေ့ကတော့ကျွန်တော်ဟိုကြုံခဲ့ရတဲ့ပုံစံလေးပေါ့နော်အဲ့တော့ကျွန်တော်ကအခုလေးလာနေမတက်နဲ့ကိုကျွန်တော်တို့တွေကြံရှိနေတဲ့ပညာလေးတွေရှိပါတယ်အဲ့ဒါပါဆိုကျွန်တော်စာရိုက်တဲ့ခါမျိုးမှာကျွန်တော်ဟိုဥစား tab ဆိုတဲ့ tab ဆိုတဲ့ဥစားတွေကိုကျွန်တော်နှိပ်ရတာမျိုးရှိပါတယ်အဲ့တော့ကျွန်တော်မှားပြီးတော့နေ Photoshop ကိုသုံးပြီးတော့ကျွန်တော်နှိပ်လိုက်ပါတယ်နှိပ်လိုက်တဲ့ခါမျိုးမှာဘားတွေအကုန်ပြောက်ကုန်တယ်နော်ဘားတွေအကုန်ပြောက်ကုန်တဲ့ခါကျတော့မလုံတက်တဲ့လူတွေဖိုးကြလို့ချင်းတော့ပြဿနာတက်တာပေါ့ဗျာအဲ့တော့ဒါမျိုးကြတော့ကျွန်တော်တို့တွေကကျွန်တော်တို့တွေ live လုပ်ကြည့်တဲ့အခါမျိုးကျတော့ပုံနားနေတာပေါ့သုံးလာတွေပို့ပြီးတော့နားနေတာမျိုးတွေရှိတယ်အဲ့တော့ဒီလိုမျိုးဖြစ်သွားတဲ့အခါကြလို့ချင်းကျွန်တော်ပျောက်သွားတဲ့အခါမျိုးကြလို့ချင်းကျွန်တော် keyboard ပေါ်က TAP tab ဆိုတဲ့စာလေးကိုကျွန်တော်တို့တစ်ချက်နှိပ်လိုက်ရင်ကျွန်တော်ရပါပြီအဲ့တော့ကျွန်တော် Windows တွေက Wizard ဆိုတဲ့ဥစ္စာကိုနှိပ်ကြည့်ရင်ရလားနှိပ်ကြည့်အောင်ရတယ်အဲ့တော့ဒါကနှစ်မျိုးလုပ်လို့ရတဲ့ဥစ္စာကိုကျွန်တော်ပြောပြတာပါဒါတော့ခုလောလောဆယ်မှာဒီ lesson 1အနေနဲ့ကျွန်တော်ဒီမြင်ကွင်းရဲ့ပုံစံတွေနဲ့ကျွန်တော်တို့မှားတတ်တဲ့ပုံစံလေးတချို့နဲ့ကျွန်တော်တို့တွေဒီမှာရှိနေတဲ့ဥစ္စာလေးကျွန်တော်ရှင်းပြပေးလိုက်ပါနောက်သင်ခန်းစာမှာကျွန်တော်တို့ lesson 2မှာဘာတွေလာမလဲဆိုတော့ကျွန်တော်တို့စောင့်ကြည့်အောင်